တေဆုံးသူရဲ့နာမည်ကတထေကြီးအိုဘော့ကပါဒီဆိုရတဲ့အကြောင်းရင်းကအစိတ်ခက်ခါရတာပါသူတောက်နေကြဖြစ်တဲ့ရီနွေကျန်းထဲကနေအစိတ်ခက်ခါရတာပါရီနွေကျန်းယူလာပေးတဲ့သူကတော့အင်ဖို့ဖြစ်တဲ့တောတော့ဖြစ်ပါတယ်ဖြစ်ပုံကဒီလိုပါအိုဘော့ကဟာရရှိနိုင်တိုင်းစာဖတ်ခန်းထဲမှာစာပတ်လိရှိပါတယ်။ဦးဘောကစာဖတ်နေချိန်တော်တော့ဟာရီနိုကျန်တဲရပြီးရင်ဦးဘောကရှိတဲ့စာပတ်ခန်းကိုတွားပို့ပေးရပါတယ်။ပြီးရင်ဦးဘောကအခန်းကိုတော့ချပြီးတယောက်တည်းအေးဆေးစာဖတ်နေလေရှိပါတယ်။ဦးဘောကမဆုံးခင်မင်းညမှာဆိုရင်လေထုံးစံအတိုင်းမိဖို့ခန်းမှာတော်တော့တယောက်ရီနွေတဲနေပါတယ်။ရီနွေတဲနေတော့မှအပြင်မှာပန်းပင်တွေရီလောင်းဖို့ဖွင့်ထားတဲ့ရီကရှမ်းကြနေတဲ့အတန်ကိုကြားလိုက်ရတယ်။ဒါနဲ့တော့လည်းအပြင်ကိုထွက်ပြီးရီကိုတော့ပိတ်ဖို့လုပ်တယ်။ရီကငကိုလိုဖြည်းဖြည်းကျနေတာမဟုတ်ပဲတဲရောက်လာလေသွားတဲ့ပုံရပြီးရီခွတ်တွေဟာလည်းကျမ်းပြင်မှာကျနေတယ်။တော့လည်းရီပြန်ပိတ်ပြီးရီခွတ်ကိုတင်းကအထဲကိုပြန်ဝင်လာတယ်။ပြီးတော့ထုံးစံတိုင်းယူနွေကျန်းကိုပြင်ကဥဘောကရှိရာအခန်းစီယူသွားပေးတယ်။ပြီးတော့ဥဘောကလည်းအထဲကနေရော့ချလိုက်တယ်။တော့ကရေသွားပိတ်ပြီးအခန်းထဲပြန်ဝင်လာတော့အရာရာဟာပုံမှန်ပဲဘယ်တော့မှမတွေ့ဘူးလို့ချက်ဆိုခဲ့တယ်။မိဖို့ခန်းထဲကတနေ့ကဝင်စရာကောင်းတဲ့အခန်းတစ်ခန်းကိုလည်းတွေ့ရတယ်။အဲ့ဒီခန်းဟာဘာမှအသုံးပြုတာချင်းမရှိပဲပစ္စည်းအဟောင်းတွေကိုသာတင်ဆေးထားတယ်။ဖြစ်နိုင်ခြေတစ်ခုကတရားခံဟာအပြင်ကရေကိုတော့ဖွင့်ထားပြီးတနေရာမှာပုံနေလိုက်တယ်တော်တယောက်ရေတော့ပိတ်နေချင်းတရားခံဟာရေနွေးကျန်းတဲ့ကိုအစစ်ခတ်လိုက်ပြီးတရားခံတဲ့ကိုဝင်ပုံးလိုက်တယ်ရေပိတ်ပြီးပြန်လာတဲ့တော့မိဖို့ခန်းထဲဝင်လာရကနေဥဘောကရှိရာတော့ဖို့ဒီအထိတရားခံဟာပေါ်အောင်နေတယ်မင်းညကဒီအိမ်မှာရှိနေတဲ့သူကတော်အပါဝင်၄ယောက်ထိရှိတယ်ပထမဆုံးလူကဦးချိုသူကဦးဘောကစီအကျွေးလာတောင်းလေတို့မင်းညကသူအခန်းထဲမှာအစိုးကြီးအိပ်ပျော်တော့တယ်တို့ဆိုတယ်ဒုတိယတယောက်ကမောင်ဝန်းသူကလည်းမင်းညအခန်းထဲမှာဂိမ်းတိုင်းစော်နေတယ်ညလုံးပေါက်ပဲလို့ချက်ဆိုတယ်တတိယတယောက်ကမအေးကြီးသူမကတငယ်ချင်းတွေရဲ့မွေးနေ့ပွဲရှိလို့တော်လက်ဖေးကြီးတွားမပုတ်ခင်ချင်းကလေးကအင်းညနေထော်တော့ပြီလို့ဆိုတယ်အဲ့ရခန်းကိုဝင်ရောက်စစ်စစ်ကြည့်လိုက်တော့နိုင်ရမှာဖုန်ကွက်တွေပြောင်းနေတာကိုတွေ့ရပြီးတခါလက်ကင်မှာလဲထူးဆန်းဆန်းအရာတစ်ခုကိုလည်းတွေ့လိုက်ရတယ်ဒါကိုမြင်ပြီးစုံတော်မောင်ဖြူကအရာအားလုံးကိုသဘောပေါက်သွားပြီးတနည်းရှိသူအားလုံးကိုလူစုခိုင်းလိုက်ပါတော့တယ်